လုံးပဲမင်္ဂလာပါ Historical Images YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရုတ်သုံးပြည်ထောင်ခက်ရဲ့အတုပ်ပါဆုံးသူရဲကောင်းတအုပ်ဖြစ်တဲ့ဇီလောင်ခေါ်စစ်တူကြီးကျောက်ယွန်းရဲ့အကြောင်းပင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Joel ပါဇီလောင်ကို168ခုနှစ်တွင်တရုတ်ပြည်မြုပ်ပိုင်းကျန်းစန်ဒေတာယနေ့ခက်ဟိဘီစီရင်စုတွင်မွေးဖွားခဲ့ပါတယ်ဇီလောင်မွေးဖွားတဲ့အချိန်တွင်တရုတ်ပြည်ကြီးကိုနှစ်ပေါင်း400ကျော်အုပ်ချုပ်ခဲ့တဲ့အမင်းဆက်ဟာနေရာအလွန်ရုံနေပြီးတော့ဒိတ်ပြည်တစ်ခုလုံးလည်းအချင်းပြချဆောင်မှုတွေဒေါ်လာပုံကမှုတွေနဲ့စစ်ဘရင်တွေကြောင့်အစိတ်စိတ်အမှုအမှုအဖြစ်ပြိုကွဲနေခဲ့ပါတယ်ဇီလောင်ဟာအဲ့လိုမတိမငိမ်မှုတွေကြားမှာကြီးပြင်းလာခဲ့ပြီးကိုခံပညာတွေလေးမြတ်တဲ့ပညာတွေနဲ့မင်းစည်းကျွမ်းကျင်အောင်မဲလေ့ကျင့်နေခဲ့ပါတယ်ပဝင်းကျင်ကလူတွေကဇီလောင်ကိုအရက်ရှိတယ်ရုပ်ရည်ချောမောပြီးတန်မာတဲ့အပြင်အလွန်တင်ခိုင်ငှက်ပြီးယောက်ျားလွန်ပေးတာတယ်လို့ပြောဆိုကြပါတယ်။ဟိုင်းပါယာကြီးတစားစီယူပွဲပစ္စည်းနေတဲ့အချိန်မှာဒေတာလိတ်စစ်ဘရင်တွေဟာနေမီနဲ့အာနာအတွက်အချင်းချင်းအပြင်းအထန်တဲရဲကြပါတယ်။ဇီလောင်ရဲ့မွေးရမီဖြစ်တဲ့တရုတ်ပြည်မြုပ်ပိုင်းကိုညကြီးမားတဲ့စစ်ဘရင်ဂုံဆွန်းဇန်ကအုပ်စုခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ဇီလောင်ဟာသူ့မွေးရမီကိုကောက်ကွယ်နိုင်ဖို့အတွက်ဂုံဆွန်းဇန်ရဲ့လက်အောက်မှာအမှုထမ်းဆောင်ခဲ့ပါတယ်။ဇီလောင်ဟာဂုံဆွန်းဇန်အတွက်တိတ်ပွဲပေါင်းများစွာတိတ်ခရင်တို့ရည်ချင်းတွေကိုပြတ်တနိုင်ခဲ့လို့ဂုံဆွန်းဆန်ကအလားအလာကောင်းတဲ့လူငယ်လေးအဖြစ်သတိထားမိခဲ့ပါတယ်။တရက်မှာတော့ဇီလောင်ဟာဂုံဆွန်းဆန်ရဲ့မဟာမိတ်ဖြစ်တဲ့ဟန်တော်ဝဲမိသားစုထဲကလူငယ်လေးတဦးနဲ့ခင်မင်းနီးလာခဲ့ပါတယ်။အဲဒီလူငယ်လေးကတော့လူဘိပင်ဖြစ်ပါတယ်။လူဘိကယူသားပြီးတရားမျှတမှုကိုသာလူလာတဲ့ဇီလောင်ကိုအလွန်သိခဲ့ပါတယ်။လူဘိကတွေ့မဖြစ်တဲ့ဟိုင်းပါယာကြီးကိုပြန်လည်စုစည်းပြီးငိမ့်ချမ်းစွာအုပ်ချုပ်နိုင်ဖို့အတွက်ကြိုးပမ်းတဲ့အကြောင်းကိုဇီလောင်နဲ့အမေဆွေးနွေးဖြစ်ခဲ့ပါတယ်။တရက်မှာတော့ဇီလောင်ထံသူ့မိသားစုစီကနေတရင်စုတစ်ခုရောက်ရှိလာခဲ့ပါတယ်။သူ့အကူဆုံးပါတော့လို့ကြံရှိနေသေးတဲ့ဓာအနေနဲ့မိသားစုကိုဆောင်ရှောက်ဖို့အတွက်အိမ်တို့ပြန်ရန်ပင်ဖြစ်ပါတယ်။အိမ်မပြန်ခင်မှာလှူဘိတ်စီမှာအကျိုးအကြောင်းတွေကိုပြောပြပြီးတော့အကေရွက်ကန်တရားကခွင့်ပြုခဲ့ရင်လျုပ်ဘိတ်စီမှာလာရောက်အမှုထမ်းပါမယ်လို့ပြောပြီးထွက်ခွာခဲ့ပါတယ်။လျုပ်ဘိတ်ကမင်းစီပြီးထွက်ခွာသွားတဲ့ဇီလောင်ကိုနှုတ်ကနေလှမ်းကြည့်ပြီးတော့ဇီလောင်ဟာဒီငိမ့်တယ်တစ္ဆာရှိတယ်အမှန်တရားကိုမျက်နှိုးတဲ့တကယ်သူရဲကောင်းစစ်စစ်ပဲတရက်ငါသူနဲ့ပြန်ဆောင်ရှင်တယ်လို့ရည်ရွယ်ခဲ့ပါတယ်။ဇီလောင်အိမ်ပြန်စင်တွင်သူ့တခင်စစ်ဘရင်ဂုံဆွန်းဆန်ဟာယွန်းလျှောက်စီမှာရှုံးနိုင်သွားပြီးတော့သူ့စစ်တပ်တစ်ခုလုံးဟာလည်းချီမုံတုတ်တည်ခြင်းခံခဲ့ရပါတယ်။အဲဒီတရင်ကိုဇီလောင်ကကြားတည်တဲ့အခါမှာအလွန်အမင်းဝမ်းနည်းကြေကွဲခဲ့ပါတယ်။ဂုံဆွန်းဆန်စီမှာအမှုထမ်းပြီးတရုတ်ပြည်မြို့ပိုင်းဒေသတစ်ခုလုံးကိုစုချီးရှင်တဲ့သူ့ရဲ့အိမ်မက်လည်းပစ္စည်းသွားခဲ့ပါတယ်။ဒီလိုနဲ့ဇီလောင်ဟာအာနာနဲ့ဂုံတစ်ခုတည်းအတွက်မဟုတ်ပဲဗီတိုရီကိုအမှန်တကယ်အလေးထားတဲ့ခေါင်းဆောင်ကိုရှာဖွေပြီးသူ့စီမှာအမှုထမ်းဖို့အတွက်အိမ်ကနေတဖန်ထွက်ခေါ်ခဲ့ပြန်ပါတယ်။ဟိုးအရင်ကသူနဲ့ယဉ်ညိခဲ့ဖူးတဲ့လူဘေးကိုယနေ့အထိဇလောင်ကမမိနိုင်သေးပါဘူး။အဲဒီအချိန်မှာလူဘေးကတော့ညကြီးမားတဲ့စစ်ဘရင်တွေဖြစ်တဲ့ချောင်းချောင်းနဲ့ရွှေလျှောက်လူကြားမှာရှင်တန်နိုင်ဖို့အတွက်အတော်လေးရုန်းကန်နေရတဲ့ကာလပင်ဖြစ်ပါတယ်။ဇလောင်ဟာလူဘေးကိုရှာဖွေနိုင်ဖို့အတွက်ဒေသများစွာနဲ့မြို့ရများစွာကိုဖျက်ချော်ခဲ့ပြီးနောက်ဆုံးမှာတော့စစ်တီအနေငယ်နဲ့အလွန်ချုတဲ့နေတဲ့လှူဘေးကိုရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။ဇီလောင်ရောက်ရှိလာတဲ့အခါမှာတော့လှူဘေးကဇီလောင်ခေါင်းကင်ဘုံကမင်းကိုငါစီမှာဆေးလွတ်ပြလိုက်တာပဲမင်းသာငါဘက်မှာရှိရင်ငါတို့ရဲ့ရင်မှန်းချက်ဟာဘယ်တော့မှကြက်ရှုံးမှာမဟုတ်ဘူးလို့ဆိုပြီးဝန်တာအားရစွာနှုတ်ဆက်ခဲ့ပါတယ်။အဲဒီအခါဇီလောင်ကလည်းအရှင်ကျွန်တော်ဘိုးတော်ကကန်တရားကဖီးမလို့ပြန်ဆောင်ဖြစ်ခဲ့ရင်အရှင်စီမှာလာရောက်အမှုထမ်းပါမယ်လို့ပြောခဲ့ပါတယ်။ယခုတော့ကျွန်တော်ရဲ့ဓာတ်နဲ့ကျွန်တော်အသက်ဟာအရှင်အတွက်ဖြစ်ပါတယ်လို့ပြန်လည်ပြောဆိုခဲ့ပါတယ်။အဲဒီချိန်ကစပြီးဇလောင်ဟာလှူဘေးရဲ့အယုံကြည်ရဆုံးစစ်သူကြီးတအုပ်ဖြစ်လာခဲ့ပါတော့တယ်။တခြားစစ်သူကြီးတွေကတချို့ကိစ္စတွေမှာလှူဘေးနဲ့ငင်းခုန်တက်ကြပြီမဲ့ဇလောင်ကတော့ဘာမှမငင်းဆူပဲအသာလေးနေနေတက်ပါတယ်။ဇီလောင်ဟာသူ့ကိုကျို့အတွက်တခါမျှမစင်းစားဘူးပဲသူ့တခင်နဲ့
ဗီတူရီအတွက်ဆိုရင်တော့အစင်သင့်အမြဲရှိနေတတ်ပါတယ်။ဒါကြောင့်လူဘိတ်ကဇလောင်းကူစစ်သူကြီးတယောက်အနေနဲ့မဟုတ်ပဲတငယ်ချင်းကာကွယ်ပြီးသူတစ္ဆာတရားနဲ့ပြည်နှစ်သူအဖြစ်အပြည့်အဝယုံကြည်လာခဲ့ပါတယ်။စစ်ဘရင်ရွန်းရှောင်းကိုအနေယူပြီးတရုတ်ပြည်မြောက်ပိုင်းဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့တဲ့ချောင်းချောင်းဟာတောင်ဘက်ပိုင်းသူနေမီဆက်လက်ချက်ထူလာခဲ့ပါတယ်။အဲဒီကာလမှာလူဘိတ်ကဂျင်းပြည်နယ်ရွှေရွေမြို့မှာအရှိပြုပြီးတော့သူ့ရာကိုတဖြည်းဖြည်းတိဆုပ်နေတဲ့ကာလပင်ဖြစ်ပါတယ်။အဲဒီ208ခုနှစ်တွင်ချောင်းချောင်းကစစ်တီးအားနှစ်သိန်းကျော်ကိုဦးစီးပြီးလူဘိတ်ကိုချီမုန်းဖို့အတွက်ရှင်းရွေမြို့သို့ခြိတက်လာခဲ့ပါတယ်။လူဘိတ်ဟာစစ်တီးအားထောင်ကနန်းတာရှိပြီးနေရာမမျှတတာကြောင့်ချောင်းပန်းဒေသသို့ဆုတ်ခွာခဲ့ပါတယ်။လူဘိတ်ဟာသူ့စစ်တီးတွေနဲ့သာဆုတ်ခွာသွားတာမဟုတ်ပဲသူ့ကိုယုံကြည်အားကိုးနေတဲ့ဗီတိုရီကိုပါခေါ်ဆောင်လာရလို့ခေါ်စစ်စင်တဲ့ခရီးဟာနှောင့်နှေးခဲ့ရပါတယ်။ချောင်းပန်းဒေသကိုရောက်ရှိနိုင်ခဲ့ပေမဲ့နှုတ်ကနေအလွန်လျင်မြန်ပြင်းထန်စွာလိမ့်လာတဲ့ချောင်းချောင်းရဲ့စစ်တီတွေကအမီလိမ့်နိုင်ခဲ့ပါတယ်။ချောင်းချောင်းရဲ့တပ်ဖွဲ့ကအမီလိမ့်နိုင်တဲ့အချိန်မှာတော့ဒိတ်ပွဲတွေကြားမှာစစ်တီတွေနဲ့ဗီတိုရီဟာဖျူဖျဲဖြစ်ခဲ့ပြီးအလွန်ရှုပ်ထွေးကုန်ကြပါတော့တယ်။အလိုအကုန်ဖျူဖျဲနဲ့ရှုပ်ထွေးနေတဲ့အချိန်မှာလူဘေးရဲ့ဇနီးနဲ့သားလူရှမ်းတို့ကရန်သူတပ်ဖွဲ့တွေကြားမှာကြံရိတ်ခဲ့ပါတယ်။အဲဒီအကြောင်းကိုဇေလောင်ကကြားတည်တဲ့အခါမှာတော့သူ့မင်းကိုစီးပြီးရန်သူတပ်ဖွဲ့တွေကြားမှာတကူတော့ပြန်လှည့်ခဲ့ပါတယ်။ဇေလောင်ကသူ့ကိုတားဆီးတဲ့ရန်သူမှန်သမျှကိုအကုန်တိတ်ထုတ်ပြီးတော့နောက်ဆုံးတွင်သူ့သခင်မနဲ့လူရှမ်းတို့ရဲ့အနာကိုရောက်ရှိလာနိုင်ခဲ့ပါတယ်။အဲဒီအခါသူ့သခင်မကစစ်သူကြီးကြောက်ကြီးစုပြုတ်ပြီးကျမရဲ့သားလေးကိုကယ်တင်ပေးပါလူမီသားစုရဲ့အနာဂတ်ဟာသူ့အပေါ်မှာမိတည်တယ်လို့တောင်းဆိုခဲ့ပါတယ်။ဇေလောင်ကလည်းသူ့သခင်မနဲ့အန်ရှိဆန်နှစ်ဦးစလုံးကိုကယ်တင်ဖို့ကြိုးပမ်းခဲ့ပေမဲ့သခင်မမီဟာဒိုင်ယာတွေနဲ့အလွန်အားနည်းနေတာကြောင့်ပြန်ထွက်မဲ့လမ်းကြောင်းမှာအနှောင့်အယှက်မဖြစ်ချင်လို့သူ့ကိုယ်သူစရီးပြီးရေရင်ထဲသူခုန်ချခဲ့ပါတယ်။ဇေလောင်ဟာဝန်နေစွာနဲ့ကလေးကိုပွိချီပြီးပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ပြန်လည်ဆုတ်ခွာနေတဲ့ဇေလောင်ကိုတားဆီးဖို့ချောင်းချောင်းရဲ့တပ်ဖွဲ့တွေကအပြင်းအထန်ကျူးပန်းခဲ့ကြပြီးဇေလောင်ကလည်းအပြင်းအထန်ပြန်လည်ခုခံခဲ့ပါတယ်။ဒီအခြေအနေကိုအဝေးကနေလမ်းကြည့်နေတဲ့စစ်ဘရင်ချောင်းချောင်းကဇေလောင်ကိုအလွန်နှိမ့်သက်သွားပြီးတော့သူ့ကိုအတိမတက်ကြနဲ့သူ့လူသူရဲ့ကောင်းကိုငါစီမှာအမှုထမ်းဖို့အရှင်လူချင်းတယ်လို့မိတ်ဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇေလောင်ဟာရန်သူအားလုံးကိုကြော်ဖြတ်နိုင်ခဲ့ပြီးလျှို့ဘိန်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပါတယ်။လျှို့ဘိန်းကဇေလောင်မင်းဟာတစ္ဆာတရားနဲ့ပြိနှက်ပြီးတော့အလွန်တတိရှိတဲ့စစ်သူကြီးပါတကားဟုဝမ်းမြုပ်စွာကြည်ပွဲစွာနဲ့ပြောဆိုခဲ့ပါတယ်။အဲဒီချန်ပန်တိတ်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ဇေလောင်ဟာစစ်မှန်ပြီးလုံးဝပြီးဆုံးတဲ့သူရဲ့ကောင်းအဖြစ်တရုတ်ပြည်တစ်ခုလုံးတွင်ကြော်ကျဲသွားခဲ့ပါတယ်။လူဘိဟာဆွန်းရှောင်းတဲ့မဟာမိတ်ဖွဲ့ပြီးစစ်ဘိန်ချောင်းချောင်းကိုကပနီတိတ်ပွဲမှာအနိုင်ရရှိနိုင်တဲ့အချိန်မှာတော့တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးဟာချောင်းချောင်းရဲ့ရန်ကနေလုံခြုံသွားပြီးလူဘိန်းကိုရင်ကလည်းတရုတ်ပြည်အနောက်တောင်ပိုင်းမှာရှိတဲ့ရီးပြည်နယ်မှာသူ့ရဲ့ကိုပိန်းနယ်မြေကိုစတင်နေတော့ဖို့ကြိုးပမ်းခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့လိုနေမီထေတောင်တာဟာလည်းမလွယ်ကူခဲ့ပါတော့ဒီတကန်စစ်ဘင်းလူချမ်းရဲ့ဓာတ်စီနှောက်ယှက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဇေလောင်ကစစ်ဘင်းလူချမ်းကိုဒိတ်ထုတ်ချီမုန်းတဲ့နေရာမှာအစွမ်းကုန်ပါဝင်ခဲ့ပါတယ်။အရှက်စစ်သူကြီးတွေကသူတို့သိမ့်ပိတ်နေတဲ့နေမီတွေမှာရှိတဲ့ရွှေငွေရတနာတွေကိုလူယူကြပြီးရွာတွေကိုမိရှုတက်ကြပြီးမဲ့ဇေလောင်ကတော့သူစစ်တီတွေကိုတင်းကျပ်စွာစစ်စည်းကမ်းကိုလိုက်နာစီပြီးဒေသခံပြည်သူတွေကိုနှောင့်ယှက်ခြင်းမပြုစေပဲကိုငီဆောင်ရှုပ်ပေးဖို့သာမိတ်ဆိုခဲ့ပါတယ်။ဒါကြောင့်ဒေသခံပြည်သူတွေကဇေလောင်ကိုအလွန်လေးစားကြပြီးတော့ချင့်ခဲ့ကြပါတယ်။လူဘိတ်ကရှူအန်တိုင်းပြည်ကိုတီထောင်လိုက်တဲ့အချိန်မှာတော့ဇေလောင်ဟာဂွမ်ရီကျန်ဖင်းနဲ့ကျူးကော့လျန်တို့နဲ့အတူလူဘိတ်ရဲ့တစ္ဆာရှိစစ်သူကြီးအဖြစ်အမှုထမ်းခဲ့ပါတယ်။အဲဒီ2019ခုနှစ်တွင်လူဘိတ်ကဝေစစ်သူကြီးရှာဟောက်ယွန်ထိန်းချုပ်ထားတဲ့ဟန်ကျုံဒေသကိုသိမ်းပိတ်နိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ရှူအန်စစ်တပ်ကြီးရဲ့ပေမတက်ကရှာဟောက်ယွန်ကိုအပြင်းအထန်တိုက်ခိုက်နေကြချိန်တွင်ဇေလောင်ဟာ
စစ်တီအနေငယ်နဲ့စကားဆောင်အဖြစ်ရန်ရစ်ခဲ့ပါတယ်။အဲဒီချိန်မှာဝီစစ်တကြီးကမထင်မှတ်ဘဲနဲ့ဇလောင်တို့ကိုရုတ်တရက်လာရောက်တရိပ်ခဲ့ပါတယ်။နှုတ်ချန်တက်အနေငယ်နဲ့တာရှိတဲ့ဇလောင်ကရရရရှင်ရန်တူရီကိုမီးတုမြမခုခံနိုင်မှန်းတီးခဲ့ပါတယ်။ဒါပေမဲ့စိတ်ကိုတင်းငင်အောင်ထားပြီးတော့ရန်သူကိုလှည့်စားနိုင်ဖို့အတွက်စဉ်းစားခဲ့ပါတယ်။သူ့စစ်တီတွေကိုစစ်ပုံတွေကျဲလောင်စွာတီးခတ်စီပြီးတော့စစ်ကူရောက်လာတဲ့အောင်ဟန်ဆောင်စီခဲ့ပါတယ်။ရန်သူတွေကလည်းရုတ်တရက်စစ်ကူရောက်လာပြီးအထင်နဲ့ထိတ်လန့်လာကြပြီးတော့ကနာမငင်ဖြစ်နေကြပါတယ်။အဲဒီချိန်မှာဇလောင်ကရန်သူတွေကိုရုတ်တရက်အပြင်းအထန်တိတ်ဟစ်ပြီးတော့အကုန်မောင်းထုတ်နိုင်ခဲ့ပါတယ်။အဲဒီအကြောင်းကိုလျိုးဘိတ်ကရက်တီတော်မူတဲ့အခါကိုယ်တိုင်စစ်မိပင်တို့လာပြီးဇလောင်ကိုလာရောက်ချင်းမိပြီးခဲ့ပါတယ်။အဲဒီ223ခုနှစ်တွင်လူဘိတ်နေရဆန်းတဲ့အခါသူ့သားလူရှန်ကရှူအန်ထီနာကိုဆက်ခံပြီးလူဘိတ်ရဲ့လူယုံစစ်ပြိုဟာရှင်ကျူကော့လျံကအဓိပတိရထုကိုရရှိပြီးတော့ရှူတိန်ပီကိုဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။ဇလောင်ဟာသူ့အရှင်လူဘိတ်ဆုံးပါသွားပြီးဖြစ်ပေမဲ့ရှူတိန်ပီတန်တစ္ဆာရှိစွာဆက်လက်မှုထမ်းခဲ့ပါတယ်။ကျူကော့လျံကလူဘိတ်ရဲ့အိမ်မဖြစ်တဲ့ဟိုင်ပါယာကြီးကိုပြန်လည်စုစည်းနိုင်ဖို့အတွက်မြောက်ပိုင်းဝေတိန်ပီကို9ကြိမ်တိုင်ကျွတ်ကျွတ်တရိပ်ခဲ့ပါတယ်။ကျူကော့လျံမြောက်ပိုင်းသူနေမီချဲတွင်တဲ့အချိန်မှာဇေလောင်ဟာအသက်60ကျော်သွားပြီဖြစ်ပေမဲ့တက်ကြွစွာပါဝင်စီနွဲနေစေပင်ဖြစ်ပါတယ်။ဝီစီတူကြီး6ကျန်းကိုတိုက်ခိုက်ဖို့အတွက်ကျူကော့လျံကရှူစစ်တက်ရဲ့ဗီမတက်ကြီးကိုကုတ်ကဲနေချိန်တွင်စစ်တူကြီးဇေလောင်နဲ့ဒင်ဇီတို့ကရန်တုတက်ကိုနှောက်ယှက်ဖို့အတွက်ရောင်ပတ်တက်အဖြစ်ပါဝင်ခဲ့ကြပါတယ်။ဇေလောင်ရဲ့ရောင်ပတ်တက်ဖွဲ့ဟာအလုံးအများနဲ့ပါပြီးတော့အများစုမှလည်းငယ်ရွယ်ပြီးအတွေ့အကြုံမရှိသေးတဲ့စစ်တီရီတာဖြစ်ကြပါတယ်။ဇေလောင်ရဲ့ရောင်ပြတက်ဖွဲ့ကိုဝီစစ်တကြီးကဝိုင်းနေတဲ့အချိန်မှာတော့ဇေလောင်ဟာဗျာမများတော့ပဲအေးစိမ့်တည်ငိမ်စွာနဲ့သူ့စစ်တီတွေကိုကိုကဲကရန်သူရဲ့ဝါရမှုကနေစနစ်တကျဖုတ်ထွက်လာနိုင်ခဲ့ပါတယ်။အဲဒီအခါဇူကိုလျံကဇေလောင်ရဲ့တက်ဟာရန်သူထက်အလုံးရန်နေပါပြီမဲ့ဖျူဖျဲဖြစ်မသွားပဲစနစ်တကျဆုတ်ခွာလာနိုင်တယ်။ဇေလောင်ဟာတကယ်လေးစားဖို့ကောင်းတယ်စစ်တူကြီးပဲဟုချီးမွမ်းခဲ့ပါတယ်။ဇေလောင်ဟာသူအရင်ကနိုင်ခဲ့ဖို့တဲ့တိတ်ပွဲတွေအကြောင်းကိုဘယ်တော့အခါမျှမကြောဝဘူးပါဘူး။အာနာကိုလည်းမမောခဲ့ဘူးပဲတရားမျှတမှုကိုသာအမေဂိမ်းဆွဲတဲ့သူပင်ဖြစ်ပါတယ်။အဲဒီ229ခုနှစ်ဝန်းကျင်တွင်ဇေလောင်ခေါ်စစ်တူကြီးကြောင်ယွန်းဟာရှူဟန်မြို့တော်ကျန်တူးတွင်ငင်းချမ်းစွာကိုလွန်သွားခဲ့ပါတယ်။ကျူကော်လျံကဘယ်တော့အခါမှသူ့တိတ်ပီနဲ့မိတ်ဆွေတွေကိုတစ္ဆာမဖုတ်ဘူးတဲ့စစ်မှန်တဲ့တွဲကောင်းတရုတ်လောကကြီးကနေထွက်ခွာသွားပြီလို့နှမျောတန်းတစွာမိကျွေးခဲ့ပါတယ်။ဇေလောင်တည်ဆုံးပြီးတဲ့အချိန်မှာရှူတိန်ပီကပီသူတွေဟာဇေလောင်ကိုယေရှုပြီးတော့ဘုရားကျောင်းတွေတည်ဆောက်တယ်ပြီးတော့နှကွန်းတွေပါဆောက်လုပ်ပြီးခဲ့ပြီးဇေလောင်ကိုဂုဏ်ပြုပြီးခဲ့ကြပါတယ်။နှစ်ပေါင်း1800ခန့်ကျမ်းမိသွားပြီဖြစ်ပေမဲ့ဇေလောင်ဟာတတိနဲ့တစ္ဆာရှိမှုရဲ့ပြရုပ်ကြီးအဖြစ်တည်ရှိနေစေပင်ဖြစ်ပါတယ်။ယနေ့ခေတ်တွင်ဇေလောင်ကိုရုပ်ရှင်ဇာတ်လမ်းတွေဝတ္ထုစာအုပ်တွေနဲ့ဗီဒီယိုဂိမ်းတွေအထိပါမြင်တွေ့နေရပါတယ်။ဇေလောင်ရဲ့ဘောစကြောင်းကနေရတဲ့တင်ကန်းစာကတော့စစ်မှန်တဲ့သူရဲကောင်းဆိုတာအာနာရှိမှုနဲ့ကြော်ကြက်မှုမှာမမူတီးပဲတစ္ဆာရှိမှုကျင်နာတက်မှုနဲ့အမှန်တရားကိုမျက်နှာမှုအပေါ်တွင်သာမူတည်ရပင်ဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်ဆက်ပေးတဲ့အကြောင်းအရာကိုကြိတ်နှစ်တရင်ကျွန်တော်တို့ channel ကို like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။